ဘယ်နေပညာနဲ့ trader လုပ်နေတာအောင်မြင်နေကြပြီလားကျယ်ရီဂျိုရီရဲ့ရွေးရှားမှုတွေကိုခြေရခံပြီး crypto ဈေးကွက်ကိုခံမှန်းလို့ရမလားအခုခေတ်မှာဘယ်နေပညာသုံးပြီး crypto trading လုပ်တဲ့သူတွေတိုးဝလာနေပါတယ်အမေရိကန်မှာရင်ဒီလိုပင်ဝန်ဆောင်မှုဈေးကွက်ကဒေါ်လာ 2.2 ဘီလီယံရှိပြီး2031မှာဒေါ်လာ 22.8 ဘီလီယံထိရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်ဘယ်နေနဲ့ crypto trading ဘယ်လိုဆက်ဆက်လဲ crypto astrology တွေရဲ့အဆိုအရဂျိုရီကျယ်ရီရဲ့ရွေးရှားမှုဟာလူတွေရဲ့စိတ်ခံစားမှုနဲ့အပြုအမူတွေကိုတက်ရောက်မှုရှိတယ်လို့ဆိုပါတယ်ဈေးကွက်ဟာလူသန်းပေါင်းများစွာရဲ့ဆုံးဖြတ်ချက်တွေနဲ့ဖွဲ့စည်းထားတာမို့ဒီတက်ရောက်မှုတွေကိုခံမှန်းလို့ရတယ်လို့ယုံကြည်ပါတယ် cryptodynamic လိုမျိုး astrology တွေဟာစေတန်စနေဂျိုဟာအကြောင်းရင်းမှုကိုကိုစားပြုပြီးဈေးကွက်ကျဆင်းမှုကိုညွှန်ပြတယ် Jupiter ဂျိုကတော့ကြီးပွားချမ်းသာမှုကိုကိုစားပြုတယ်လို့ဆိုပါတယ်သိပ္ပံနည်းကြားလေ့လာမှုအရဆိုရင်လည်းမကြသေးမီကလာပြည့်နေတွေမှာ stock ဈေးကွက်အပေါ်3 to 5% ခန့်တက်ရောက်မှုရှိတယ်လို့တွေ့ရှိခဲ့ပါတယ်ဒါပေမဲ့ဒီလိုတက်ရောက်မှုတွေဟာကံအကြောင်းကြောင့်တွေလည်းဖြစ်နိုင်တယ်လို့သူတွေကဆိုထားပါတယ် Mr. Gross လို့ခေါ်တဲ့ German hamster တကောင်တောင်2021ခုနှစ်မှာ crypto trading လုပ်ပြီး 46.6 ထိဝင်ငွေရှာနိုင်ခဲ့တယ်လို့ကြည့်ရင်ဒီနည်းဟာအခြေမြင့်မရှိဘူးလို့ဆိုဖို့ခက်ပါတယ်ပရိသတ်တွေရောဒီအကြောင်းပေါ်ဘယ်လိုထင်ပါသလဲကျယ်ရီဂျိုရီကြည့်ပြီး trading လုပ်ဖို့ဖြစ်နိုင်ရဲ့လား comment မှာပြောခဲ့အောင်နော်